ပါတယ်ဒါကြောင့် Uriel အပါအဝင်ကျန်တဲ့နောက်ပိုင်းမှာလာမယ့် Archangels တွေရဲ့တမိုင်းကြောင်းကခရစ်ယာန်တမိုင်းနောက်ပိုင်းမှာမိမိသွားခဲ့ရပါတယ်ပိုင်းခွန်ကျန်ရှိနေတဲ့ Archangels 3ပါဒီနေရာမှာ Europe မှာပိတ်ပင်လိုက်ပြီးမဲ့အရှိတိုင်းဖြစ်တဲ့ Orthodox Russia Greek အဲ့ဒီဘက်မှာတော့ဒီခုနှစ်ပါးလုံးကိုဆက်လက်ပြီးကိုးကွယ်နေကြတဲ့တမိုင်းကထပ်ပြီးရှိနေပါတယ်သူတို့ရဲ့ပုံတွေနဲ့တာဝန်တွေကိုအကျဉ်းချုပ်ပဲကျွန်တော်ဖော်ပြပါတော့မယ် Silafira Prayers of God သူ့ရဲ့ပုံစံကိုတော့ရင်ဘက်မှာလက်နှစ်ဖက်ကိုရှက်ထားပြီးတော့မျက်နှာလေးကိုခြာထားတဲ့ပုံကိုတွေ့ရမှာပါဆူတောင်းခြင်းကိုကိုးစားပြုပြီးတော့မှကျွန်တော်တို့တွေဆူတောင်းဖို့ပြင်းလာတဲ့အခါသူကလာပြီးတော့မှအလွတ်လွတ်တတ်တယ်ဆိုပြီးတော့မှဖော်ပြထားတာရှိပါတယ်နောက်တစ်ပတ်ကတော့ Jagodius ကတော့ Praise of God သူ့ရဲ့ပုံစံကိုတော့ညာဘက်မှာရွှေရောင်တရဖူဘယ်ဘက်မှာတိမ်လုံး၃ချောင်းကင်ထားတယ်ဆိုပြီးတော့မှပုံဖော်ထားတာရှိပါတယ်အဓိပ္ပာယ်ကတော့ဘုရားသခင်အတွက်အလုပ်လုပ်တဲ့လူတွေကိုတရဖူပေးမယ်ပြင်းရတဲ့သူတွေကိုတော့ဒီချိန်လုံးနဲ့ရိုက်မယ်ဆိုပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်သူ့ရဲ့အဓိကတာဝန်ယူရတဲ့အပိုင်းတွေကတော့လုပ်ငန်းခွင်တွေမှာခေါင်းဆောင်တွေကိုရွေးချယ်တယ်လို့ပြစ်ပေးတဲ့အခါမှာလဲဒီ Angels ကဖော်ပြပေးတယ်လို့ဆိုလိုပါတယ်နောက်တစ်ပတ်ကတော့ Barakiro Blessings of God ဆိုပြီးတော့မှသူ့ရဲ့နာမည်က